အားလုံးပဲမင်္ဂလာပါကောင်းလိုက်တဲ့ငပိရတစ်ခွက်လို့ပြောရင်ယုံမလားမယုံရင်လည်းစားကြည့်ပေါ့နော်ကဲဒီနေ့ကလေထူးထူးခြားခြားဧည့်သည်တွေလာမှာအဲ့ဒါဧည့်သည်တွေအတွက်ကိုလည်းချန်ကပြင်ဆင်ထားပေးနေပေါ့နော်ချန်တို့လက်ဆောင်စားဖို့အတွက်ကိုအခုပြင်ဆင်လုပ်ပြီးသွားပြီပေါ့ဒီမှာငါတလောက်မျိုးဆိုရင်လည်းချန်ကကိုယ်တိုင်ကိုချက်နော်ဒါဆိုရင်7တောင်းငါတလောက်ပေါ့နော်ကစုံရွက်ကြောတိုးစရာဆိုရင်ပင်လင်းခွင်းလေးတွေကိုချန်ကလေးပြုတ်ထားပြီးတယ်အစိမ်းလေးနဲ့ချန်ပပလှီးထားပြီးတယ်ဒီမှာအစုံမဲ့တရက်ကင်လေးတွေပေါ့ဒါမက်ချစ်စုဟိုပေါ်ဦးပေါ်ပြားလေးတွေပေါ့ဒါဆိုရင်ငါ6စီစိန်လေးပေါ့နော်ဒါကတော့ချန်တော့ငါ6အစိမ်းဝယ်ကိုပေါ့ကိုပဲဖုတ်ပြီးတော့စီစိန်ထားပေးတာကွာအသင့်စားလေးဆိုကျွတ်ရေးဖြစ်မှာကြောက်လို့လေကစုံရကြော်လေးဆိုရင်ကစုံအဖျားလေးတွေနုနုလေးတွေကိုပဲတေချာကြော်ထားပေးတယ်ပေါ့အရန်ကိုမိန်မဟင်းတစ်ခွက်ပေါ့အဲ့တော့ပြီးတော့အချိုဟင်းတစ်ခွက်ကကျတော့ဘူးသီးလေးနဲ့ပစုံကြောက်လေးနဲ့အချိုလေးချက်တယ်ပေါ့နော်ဒါကဧည့်သည်တွေအမှန်ဆုံးပြောရမယ်ဆိုရင်လေမြန်မာပြည်ကိုအလဲပြန်လာကြတယ်မြန်မာပြည်ကိုဒုတိယပထမအနေနဲ့ချစ်တယ်ဒုတိယအနေနဲ့ချမ်းအိမ်ကိုရောက်ချင်တယ်ချမ်းရဲ့ထမင်းဝိုင်းမှာထမင်းစားချင်တယ်ဆိုတော့ကြီးရချက်နဲ့လာတာပါဆိုလို့အရန်ပျော်ရယ်ပေါ့နော်အဲ့တော့ဘယ်လိုသူမျိုးလာဘယ်လိုနေရာပဲလာပေါ့နော်ချမ်းကိုချစ်လို့ချမ်းရဲ့ဒီဖြတ်တန်းလာခဲ့တဲ့အချိန်ကာလအတွင်းမှာချမ်းကိုတယူတရအားပေးလာကြတယ်ချမ်းရဲ့ပုံစံအနေထားလေးတွေကိုကြည့်ပြီးတော့ချမ်းစားနေကြပုံစံတိုင်းလေးကိုစားချင်ကြတယ်တောင်းတကြတယ်သူတွေကချမ်းအိမ်ကိုဘလောက်ဝေလာပေးကြတဲ့ချစ်ဧည့်သည်တွေအတွက်ကိုအခုလိုပြင်ဆင်ထားပေးခြင်းဖြစ်ပါတယ်ပေါ့နော်ဒါကချမ်းရဲ့အလှတစ်ခုဆိုလဲဟုတ်တယ်ချမ်းရဲ့တနေ့တာဖြတ်တန်းနေရတဲ့ဘဝပျော်ရွှင်စရာတစ်ခုလေးဆိုလဲဟုတ်တယ်ပေါ့နော်အရန်ပျော်တယ်အရန်စိတ်ချမ်းသာရယ်ပေါ့နော်ဘယ်အရာမှဆိုချမ်းကပကသနာမရှိဘဲနဲ့ဘဝကိုရိုးရှင်းစွာဖြတ်တန်းတဲ့ဘဝကိုသဘောကျလို့ဒီလိုမျိုးလေးတွေနဲ့ချမ်းဖြတ်တန်းနေတာပေါ့နော်ကုသိုလ်လည်းရတယ်ဘဝလည်းပျော်ရွှင်စရာဖြစ်တယ်ပေါ့နော်အဲ့တော့အရန်စိတ်ချမ်းသာတယ်အဲ့တော့စားချင်တဲ့ကိုယ့်ရဲ့အသေးကြော်တွေကအလဲလာခဲ့လို့ရတယ်ပေါ့နော်ဒါကတော့ချမ်းဒီနေ့ကခမန်းကလေးပြင်ဆင်ထားအရာလေးပေါ့ဒါပိန်လင်ဝင်အစိမ်းလေးဒါပိန်လင်ဝင်ပြက်အရန်မိန်မယ်ငါတလောက်ဟင်းနေပေါ့နော်ပြီးတော့ပြီးဆိုရင်ချမ်းတီးရတီးရတဲ့ငါတလောက်ကြာနေနဲ့စားကြည့်တက်တယ်အချင်းလေးတိုးလိုက်မယ်ဆိုရင်ပုံမှန်တွေ့ပဲလေပေါ့နော်အရန်ခဏနေဧည့်သည်တွေလည်းမနောက်တော့တပုတ်ထပ်တင်ပေးမယ်ပေါ့နော်ကျေးဇူးရန်တင်ပါတယ်အားလုံးကိုအရန်ချစ်တယ်ပေါ့နော်